ပထမဆုံးအသေးကွဲတဲ့ခံစားချက်ပုံမျိုးလေးတစ်ချက်ပြပြကြည့်ပါ အသေးကွဲတာများဘယ်လိုတော့ပြောပြရမှာမသိ အေးရာအဲ့တော့မှနေသေးကွဲတယ် ဘူးကွဲတာရော ဘယ်လောက်ထိကွဲခဲ့တယ် ဒါမဲ့အဲ့လောက်ကြီးကိုခံစားချက်ကြီးနဲ့တော့မကွဲဘူးပေါ့ ပထမဆုံးကွာနေအသေးကွဲခဲ့တယ်ကွာအဲ့ဒီဟာကြီးအဲ့ဒီရဲ့ပုံစံလေးပြန်မှတ်မိလား ငိုတာရောမြဲ What the fuck ငိုတာဗောတဲ့ ဒီကငိုတာပေါ့ပြောတာတော့မယုံတော့ ဟုတ်လေဗီဒီယိုရိုက်နေတယ်လေနည်းနည်းပါ ဗီဒီယိုရိုက်ကိုချင်းနေမို့ကိုကြောင်းတည်ဘယ်တော့မှမယုံ ပထမဆုံးအသေးကွဲခဲ့တဲ့အသက်အရွယ်ပြီးတော့အကြောင်းလေးချက်ပြပြဘယ်လိုတွေဖြစ်ခဲ့တယ်ဆိုတာ ပထမအဆုံးအသေးကွဲတဲ့တက်ရွယ်ကတော့ဟောလောက်ရှိမှာပေါ့19နှစ်လောက်ပေါ့ပြီးခဲ့တဲ့တစ်နှစ်ကျော်တော့ကပထမအသေးကွဲဦးတာ အဲ့တက်ကူဘယ်လား 21လေဘယ်လိုအကြောင်းအရာဘယ်လိုဆိုတော့ကိုရှိမှာပဲလို့ဖောက်ပြန်သွားတာလေ อ๋อအဲ့လိုမျိုး အဲ့လိုကိုမျက်စိနဲ့မြင်လဲရတယ်အဲ့ဒီအကြောင်းအရာပဲ ပြောမှဆိုရင်အရွယ်တိုက်တဲ့ပုံစံမျိုးပေါ့ อ๋อအဲ့လိုမျိုး မဟုတ်အဲ့လိုမဟုတ်အခုကိုယ်နဲ့တွဲနေတယ်ကိုယ်နဲ့တွဲနေရနေပြီးတော့အခုဒီနေ့ကိုယ်နဲ့တွဲဖို့ချိန်တယ်ဒါပေမဲ့ဒီအလုံးအားတာတို့ ARB မထွက်တာတို့အဲ့လိုသွားနေပြီးမှအပြင်မှာသူရီသားဟောင်းနဲ့ပြန်ပြီးတော့ပြန်လာတူတူချိနေတာပေါ့အဲ့လိုအဲ့တော့ကိုမျက်စိနဲ့တည်းမြင်လိုက်တာဆိုတော့ပထမအောင်တဲကွဲတာပေါ့အဲ့ရ ပထမဆုံးတက်ခဲ့ခဲ့ရတာဘယ်လိုငိုခဲ့လား အဲ့တော့မငိုဒါပဲနည်းနည်းပေါက်ကွဲတာပေါ့အဲ့တော့တကြံနဲ့တကြံတွင်ဖြစ်တဲ့တော့သိရမလားနည်းဟိုတောက်မယ်စားမယ်အဲ့လိုပေါက်ကွဲပြတာပေါ့ အခုဒီမမီလို့သူပုံ အမမီရောသူနဲ့ရိုက်ထားတဲ့ပုံခုတစ်ယောက်ရှိသေးတယ် ဘာပုံလဲ အဲ့လိုကြောင့်သူနဲ့ဘယ်လိုကြောင့်ဒီအမတ်တရဓာတ်ပုံတစ်ပုံသိနေတာခုတစ်ယောက်ရှိ အခုတော့တင်တာတော့ပဲအိုးဟိုဖေးရားရေကောင်းလိုက်တာဗီဒီယိုတွေပါရောရှိလား ဖြစ်ပြတော့ကြာ ဩရိုက်ဘူးတော့ ကိုပြောမှတည်နေ အဲ့ဒါဆိုရေမင်းဦးရဲ့ပထမဆုံးအသေးကွဲတဲ့ဟာရော ဒီမှာဦးဆုံးဆိုလို့ရှိရင်လွန်ခဲ့တဲ့ဟိုသားပေါ့9နှစ်လောက်ကပေါ့ လွန်ခဲ့တဲ့ 9နှစ် ရေမင်းဦးတက်ဘလောက်အခု 28 တက်20တုန်းက ပထမဦးဆုံးဆိုလို့ပထမဦးဆုံးတရား ပထမဆုံး ပြောပြ ပထမဆုံး ဘာလို့ဆိုအဲ့တုန်းကတက္ကသိုလ်တက်တာ second year လောက်မှာစပြီးတော့ကြိုက်ဖြစ်တယ်တွဲပြသွားတယ်ပေါ့ကျောင်းတက်ရင်လည်းဆိုတော့ကိစ္စမရှိဘူးနောက်ပိုင်းလဲကြောက်ကျောင်းလည်းပြီးတော့အလုပ်လျှောက်တယ်အလုပ်လျှောက်တော့နောက်ကျတော့တက်လုပ်ဖြစ်သွားတယ်သူကကျတော့တက်အလုပ်တစ်ခုပေါ့သူကအမှအဲ့လောက်ကလူနဲ့နောက်လုံးနဲ့ဆိုတော့ဟိုမအားဘူးပေါ့နင်ကအချိန်မပေးနိုင်ဘူးလို့ပါတော့အဲ့လိုမျိုးအကြောင်းပြချက်တွေမျိုးနဲ့ပေး ပြောမယ် ပြီး ဆို တော့ လို့အချိန်နဲ့ပတ်သက်ပြီးတော့ပေါ့ကွာအချိန်နဲ့ပတ်သက်ပြီးတယောက်နဲ့အချိန်မပေးနိုင်ဘူးအဲ့မျိုးပေါ့နော် ပြီးတော့မှသူကသူအမှတွေ့မှာပေါ့တဲရောက်နေတွေ့တော့အမှတွေ့တဲ့လူနဲ့အဆင်ပြေအောင်နေပေါ့အဲ့လိုမျိုးပဲပြောပြီးတော့ဒီတိုင်းပဲလမ်းခွဲလိုက် ရှင်မဝါနဲ့ကြည်ခွဲတဲ့ကွဲဖို့ကပါလာကြတယ် တယောက်နဲ့အချိန်မပေးနိုင်တဲ့အချိန်ကြောင်းပေါ့ကွာဒါပေမဲ့ဆိုညီကကျတော့အချိန်ကြောင်းနဲ့သူကကျတော့ပြန်ဖောက်တော့လေဖောက်ပြန်သွားတော့ပေါ့ကွာ အနေနီးတဲ့လူနဲ့ဖြစ်သွားတဲ့ပုံစံမျိုးပေါ့ ဟိုတယောက်နဲ့ကွာဟိုကြီးပြင်းမတူဘူးအချစ်ခံစားချက်မတူဘူးတချို့လို့ဆိုလို့ရှိရင်အချစ်နဲ့ပတ်သက်ပြီးတော့ကြိုးစားချသေးတာတို့ဘာလို့ညာတော့ရှိတယ်ကွာအဲ့မျိုးသိတယ်ဒါပေမဲ့တချို့လူကပြောတယ်ကွာစောက်ပေါ်စောက်ယူဘာဖြစ်တာပြောလို့မရဘူးဘာဖြစ်လို့ဒါသူတို့ရဲ့ခံစားချက်ကွာသူတို့ချစ်ကိုကသူတို့ကတမင်ရကိုသူတအားချစ်တအားခံစားလို့ရှိရင်အဲ့မျိုးလည်းဖြစ်သွားတယ်ကွာသိတယ်အဲ့မျိုးသိတယ်အကိုတော့ကကြတော့အသက်15နှစ်မှရည်စားထားတယ်အမပေါ့ပြောမယ်ဆိုရင်အဲ့တော့အချစ်ကြောင့်အဲ့တင်နာမလဲဘလို့အသေးကွဲသွားလဲဆိုတော့သူယူလိုက်တယ်သူယူလိုက်တယ်ပြီးတော့ဗာဖြစ်နေညာဖြစ်တော့နော်ငါစောက်ခွက်နေကြည့်တဲ့တိုင်ပဲမှာဒီမှာရိုဟင်ဂျာလို့ကလာစောက်ခွက်ကလာဆိုမြအရင်တဘောမတူသူတို့အရင် ဘင်္ဂါလီတို့ အဲ့အမျိုးပေါ့အော်ငါတို့ကလာတွေရတယ်ပြောမယ်ဆိုလို့ချင်း နေနာ ရိုက်စားရတာ ရှားရ ရိုးစလဲရ ပြောမယ်ဆိုသူတို့ပရှင်ကြတယ်နဲ့အမျိုးအယူဆွဲလူရှိတယ်ပြီးတော့အမျိုးမြန်မာနိုင်ငံနဲ့ရှိတယ်အဲ့ဒီရဲ့ဇယက်တစ်ခုရှိတယ်ကလာဗာဖြစ်တယ်ညာဖြစ်တယ်ဟိုတခါကျတရုတ်လူမျိုးတွေတော့အမျိုးသူတို့နည်းရှိတယ်ကွာအမျိုးအချင်းဇယက်ရှိတယ်ကွာဒါပေမဲ့ကိုတော့အဲ့ဒီအသေးကွဲတဲ့အရာကြီးကအဲ့တော့ဆိုလို့ရှိရင်ခံစားရဒါပေမဲ့ဒီအချိန်မှာဆိုလို့ရှိရင်အခုတော့အဲ့ဒါပြောမယ်ဆိုလို့ရှိရင်သင်ခန်းစာတစ်ခုပဲအသေးကွဲပြီးခံစားပြီးငိုတာထက်မချစ်တတ်တာပိုဆိုးတယ်သိတယ်ဟုတ်ဘာလို့ဆိုတော့လူကလေချစ်တဲ့မေတ္တာရှိမှချွတ်အပြူကြီးလူတွေ့ဘူးလားစကားပြောမှတော့ဒဲပေါက်နေစကားပြောမတတ်ပါမတတ်ဘာဖြစ်လား အဲ့ဒါကြောင့်လေသူတို့မှခံစားရမရှိဘူး သိတယ်ဟုတ်ဘာလို့ဆိုတော့ဒီပြောမယ်ဆိုလို့ကွာစာရေးစရာကွာဒီဘီယာရဲ့အရသာကိုစာရေးမယ်ဆိုလို့ဒီဘီယာရသာပါစက်နဲ့မှထိမှသိမယ်ကွာမဟုတ်လားဥပမာဆိုလို့ရှိရင်ဟိုမိမိကိုရသာဆိုလို့ရှိရင်ဘယ်လိုရသာလဲ ဘယ်မကိုရတာဆိုရင်ငန်ကြည့်နေပါတွေ့တော့သူရက်ဘူးလေ နော်လေအဲ့ဒါပြောခြင်းနဲ့ နေရက်ဘူးလားဟုတ်လား
ကောင်းလေးပြကြည့်နေ ။လေးကတည်ရဆိုတော့ ဒါပေမဲ့ချစ်တယ်ဆိုတဲ့အရာခဏနေမုန်းလိုက်မုန်းတယ်ပြောဖို့လွယ်တယ်တိုင်ဟောစင်ဆိုတာခဏနေတိုင်ဟောစင်ဖြတ်မယ်ဆိုတာမလွယ်ဘူးတိုင်ဟောစင်ချိသွားရင်ဖြတ်ဖို့မလွယ် အဲ့ဒါပြောမယ်ဆိုလို့ရှင်ကောင်းလေးရဲ့ခံယူချက် ခံယူချက်အောက်ပါ ဒီလိုကောင်းလေးခံယူချက်ရေမျိုးတက်ပြောလည်းမရဘူးဆိုတော့တယောက်ခံယူချက်မတူကြဘူးကွာသိတော့ မတူတော့ အဲ့လိုမျိုးတကယ်တော့ခံယူချက်ကြတော့ခံပြီးယူတာယူပြီးခံလို့မရ ခံလို့ရတယ် နေလို့ခုနကတော့နေလို့အချစ်ကြောင်နေလို့ပြောပြရတယ်နော်အဲ့ဆိုကိုမေးကြည့်မလေး ညမေးလေ အချစ်ဆိုတာပါ အရှိဆိုတာဘာလို့ဟိုအားလို့ရှိတာပေါ့ အမစတာပေါ်နှာခေါင်းစင်းနေပြီအားလို့ချစ်တာတဲ့ ။ဒီကပြောရစကားလိုက်မမီတော့ မို့အခုဆိုလို့ကျင်တာကွာအချစ်ဆိုတဲ့အဓိပ္ပာယ်ကွာနေကောင်မလေးတယောက်နေချစ်တယ်ကွာသိတော့အဲ့ဒီအချစ်ကဘာလဲဗောနော်အဲ့မျိုး သူ့ကြော်မေးလဲကျွန်တော်အဲ့ဒီခံစားချက်ကိုဖြီးဖို့ကလည်းဟိုပြီးတော့အစင်းသုံးဖြစ်တယ်ပေါ့ အစီအစဉ်ဖြစ်တာမဟုတ်အဲ့ဒီဗီဒီယိုနားမလည်သေးဘူးအဲ့အချစ်နဲ့ပတ်သက်အောင်ပြောမယ်ဆိုလို့ရှိရင်ဟိုကောင်မလေးတယောက်နဲ့ထားတယ်ပျော်ခြင်းနဲ့လှုပ်ရှင်နဲ့ တုတ်ချင်တယ် လှုပ်ရှင်နဲ့ဒါပြပြမယ်တဘာဝပဲ ဒါတဘာဝပဲလေ ဘာလို့ဆိုတော့လူရဲ့တဘာဝရဲ့လောကရန် လူလောကရန်ရဲ့တဘာဝပဲ ပြောရည်ဖြစ်ကိုအခုမျက်နှာရည်နဲ့ထောက်နေရတယ်အဲ့ဒါကောင်လေးကကြားပြောမယ်ဆိုအချင်းနဲ့ပတ်သက်တာကိုဟိုတိတ်ပြီးတော့ဖြေရတာဘယ်လိုလဲဆိုတော့သိတယ်ကွာချစ်တယ်ဆိုတာသိတယ်ဟုတ်ဒါပေမဲ့ လေးတဲ့အတွက် ဖြေလို့မတက်သေးအမျိုး င သိ ယ် တယ် လေးတဲ့အတွက် မငယ်တော့ဒီကောင်မငယ်ဘူးဒီကောင်မငယ်ဘူးနော်အဲ့ဒါဆိုလို့ရှိရင်ရဲမျိုးအတွက်အချစ်ဆိုတဲ့အရာပါ နောက်တော့အရာနှလုံးသားတွေကလာတဲ့ခံစားချက်ပေါ့ပြောရမယ်ဆိုလို့ရှိရင်အဲ့ခံစားချက်ကသူ့အတွက်ကြီးနေ မပြောင်းလေအဲ့လိုမျိုး ကြီးနေရင်ရွေးပြစ်တယ်ပြောတယ် အဲ့ဒါပေါ့ mathematics ခံစားနေရတာမှာ နော်ကချစ်ပြီဆိုလို့ရှိရင်စိတ်နဲ့နှစ်ပြီးတော့သူ့အတွက်ဘာလုပ်ပေးရမလဲရှေ့ရေးကိုလည်းစဉ်းစားတာပေါ့အကုန်လုံးစိတ်နဲ့နှစ်ပြီးတော့ချစ်တာပေါ့ဘာလိုချင်တာလဲအစားပေါ့အသေးစိတ်ကစားပေါ့သူ့အတွက်ပဲကြည့်ရပေါ့တခါလေကျရင်ကိုယ့်ကိုတော့ချစ်ဖို့မေ့နေအဲ့လိုပုံစံမျိုး အဲ့ကြောင့်အများပြောတော့မတွေ့လားအရင်ဆုံးသူများကိုချစ်မယ်ဆိုရင်ကိုယ့်ကိုအရင်ချစ်ပါတဲ့ကိုယ့်ကိုချစ်တတ်မှသူများကိုချစ်ပါတဲ့ဒါပေမဲ့အခုပြောပြမယ်အချစ်ဆိုတဲ့အရာဒါအကောင်းဆုံးနီလန်းနဲ့ပြောပြမယ်နော်လန်းနီးရနီလန်းလား နီလန် နီလန် အော်နီလန်းโอเค ဒီတော့လုံးနေ အကောင်းဆုံးနီလန်းကြတော့ပါတလားချစ်ဆိုတဲ့အရာအကောင်းဆုံးလန်းပါလားဒီလားကတ္တရလန်းစားတကယ်အချစ်ဆိုတဲ့အရာမကောင်းတဲ့အရာကြီးอ่ะဘာလို့လဲတကယ်တော့အခုလိုဗုဒ္ဓဘာသာနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒါတဏှာတစ်ခုပဲဒီအချစ်ကြောင့်ခံစားရတယ်ပူလောင်ရတယ်ပူတူမှုတွေပူလောင်မှုတွေဒါတွေကဖြစ်လာတယ်ကိုယ့်ရဲ့အသက်ငယ်တဲ့အချိန်မှာကွာဒီဟာအခုဦးစားမပေးခိုင်းခြင်းအလုပ်ကြိုးစားပတ်စံရှာပတ်စံဆိုတဲ့အရာနော်ဒုတိယဘုရားသခင်များပြောတယ်တကယ်တော့မဟုတ်ပထမပဲပတ်စံရှိမှလူအဒီကတချို့လူပြောတယ်ပတ်စံအဓိကမဟုတ်ဘူးတဲ့အခုခေတ်မှာဘယ်မိကလေးမှမရှိဘူးနည်းနည်းတူလာထိုင်ပြီးတော့လေမှာပဲနေရပါစေငါပြေးစားပါစေဘလို့ဖြစ်မရှိတော့ဘူးဒါပေမဲ့ဒီလိုစီဝင်လာတဲ့ခါကျတော့စင်ဟာဒီကောင်မပတ်စံမှတ်တယ်လေဒီပတ်စံရှိမှသူမျက်နှာရှိမှလေ ဟုတ်တယ် နားလဲတော့အပြင်သွားမယ်အရင်ဝင်မယ်ဆိုလို့ရှိရင်လည်းပတ်စံသုံးရမယ် ဟုတ်တယ် ဒီခီးသွားမယ်ဆိုလည်းပတ်စံသုံးဟိုစားမယ်ဆိုလည်းပတ်စံသုံးရမယ်တိတော့ပတ်စံဘယ်လိုဖြစ်ရှာမလဲမင်္ဂလေးဘယ်လိုဖြစ်ပတ်စံမဲ့လို့သူပြောလို့မရအောင်ဒါကတူဥစားဖြစ်လာပြီဆိုလို့ရှိရင်ဒီပတ်စံဆိုတာရှိရမယ်အဲဒါကြောင့်ခုနကပြောတော့မလားအချစ်ဆိုတဲ့အရာတိတော့ဒီပူလောင်မှုတွေပဲအကလို့ရောရတာတကယ်တော့ကျွန်တော်ငါတို့ရုပ်ချလေးဆိုလို့ရှိရင်အချစ်မရှိရီစားမရှိရင်တလုံးမရှိတယ်စကားတစ်ခုမှအဲ့ဒါပါ ချစ်မရှိလို့ရှိရင် ဟာစင်တူရှောင်းရင် ထုဒါပဲလေ မဟုတ်လားမဟုတ်လား ဟုတ်တယ်လေ သူအခုလည်းထူတာပဲဒါမနေ့လည်းမထူနဲ့နော်နေ့လည်းထူတာမကောင်းတော့တကယ်တော့နေ့လည်းထူခန္ဓာကိုယ်ကိုယ်အတွက်ဥစ္စာဖြစ်စေတယ်တပတ်မှာ2ရက်လောက်ပဲထူ လာကြည့် ဟုတ်မြေတို့ပြန်ကြည့်တယ်ဆိုတော့ပါတယ်ပဲ တပတ်မှာ2ရက်လောက်ပဲထုကြည့်တာ ပြပြမလို့တချို့လူတွေရှိတယ်သူငါတကယ်ရှိတယ်ငါတန်ဖိုးထားတယ်အဲ့လိုတန်ဖိုးထားတဲ့နွားတွေပဲနောက်ဆုံးကြတော့လေပါသွားတာကြီးပဲ ဟုတ်တယ်ဟုတ်တယ် အဲ့လိုတန်ဖိုးထားတဲ့လူတွေပဲပါသွားတယ်ဒါပေမဲ့စိတ်ချနင်တို့နေရာတော့မပါဘူးမပါဘူးနင်တို့နေရာမပါဘူးနင်တို့နေရာအဲ့လိုတန်ဖိုးမထားနိုင်ဘူး တားလာပေါ့ နင်တို့နေရာတော့ရုံမှာမယ်သူတို့ပုံမှာ ကိုဘယ်လိုတန်ဖိုးထားမဲ့လို့ပေါ်လာတယ်ကိုတန်ဖိုးထားမဲ့လို့ပေါ်လာရင်တော့ဟိုဘယ်လိုပြောမလဲ မှတ်တာနော်ဘေးအရာမဆိုလို့ရှိရင်လေကိုမျော်လင့်လို့ရှိရင်လေကိုပေးဆက်ရမယ်ရယူခြင်းတခုလည်းမရအောင်ပေးလဲပေးဆက်ရမယ်နော် ဟုတ်တယ် ကဘာပေါ်မှာလေမပေးဆက်ပဲနဲ့လေအလကားရတယ်ဆိုတော့မိဘမြတ်တာတခုပဲရှိတယ် ဟုတ်တယ် လက်ခုပ်တီး
โอเคကျွန်တော်တို့ရဲ့3ယောက်ဒီလိုမျိုးပေါ့နော်နေ့စဉ်အကြောင်းတွေလူမှုရေးအကြောင်းတွေအချစ်ကြောင်းဘာကြောင်းညာကြောင်းပေါ့နော်ဒီလူဘဝရဲ့လောကဓာတ်ရဲ့အကြောင်းတွေပေါ့နော်ကျွန်တော်တို့3ယောက်ဒီမျိုးထိုင်ရေးစကားပြောဘူးတုဒ္ဒပါရင်လည်းပါမယ်ဟာသားပါမယ်အမြဘူးတုဒ္ဒကျတော့မပါတာတော့ပုံများတော့ပေါ့နော်အဲ့လိုကျွန်တော်တို့3ယောက်လေးကိုအားပေးမှုနဲ့ကျွန်တော်တို့ရဲ့ YouTube channel လေးကို subscribe လုပ်လိုက်ဖို့မမေးနဲ့နော် ဟုတ်မယ် ဟုတ်ပဲဟိုမှာနောက်ဗီဒီယိုမှာပြန်ဆုံဝင်တယ်